စစ်တပ်အာဏာသိမ်းထားတဲ့၄နှစ်တာကာလအတွင်းရန်ကုန်နဲ့မန္တလေးမြို့တို့လိုမြို့ကြီးတွေမှာခိုးမှုလူရဲမှုတပြားမှုလူသက်မှုတွေလိုမျိုးရာဇဝတ်မှုတွေများလာခဲ့ပြီး2025ခုနှစ်ထဲမှာတော့ပိုဆိုးတဲ့အခြေအနေကိုကြုံနေရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်တပ်ကအာဏာသိမ်းထားတဲ့၄နှစ်တာကာလအတွင်းခိုးမှုနဲ့လူရဲမှုတွေကိုကြုံနေရတာဟာပုံမှန်လိုတောင်ဖြစ်နေပြီလို့ဒေသခံတွေကပြောနေကြပါပြီတိတ်မကြသေးခင်ကပဲညီမဖြစ်သူဖုန်းလူခံခဲ့ရတယ်မြောက်တကုံမြို့နယ်မှာနေတဲ့မယူကအဲ့ဒီဖုန်းလေးဝယ်ထားတာဘလောက်မှမချသေးဘူး iPhone လေးကရှေ့ကလည်းကပတ်နှိုက်ခံထားရတာတော်သေးတယ်အဲ့ဒီနေ့ကရုံးပတ်ဆက်တွေလည်းသူကရုံးမှာထားခဲ့မိလို့ပုံမှန်ဆိုရုံးပတ်ဆက်4-5သိန်းလောက်တော့အိတ်ထဲမှာပါလာတယ်အဲ့ဒါတွေထားခဲ့မိလို့ပတ်ဆက်နည်းနည်းပါးပါးနဲ့ဖုန်းပဲပါသွားတာဖုန်းပါသွားတော့ဖုန်းအစ်စ်ကလေးဝယ်လိုက်ပြီးမကြောက်ဘူးအလူခံရတယ်အလူခံရတာဘယ်နာလဲဆိုတော့ဓမာယုံနားမှာလူတာပါလို့ပြောလာပါတယ်ပါသွားပြီဆိုမှတော့တပ်ပေတက်ကကာမတကာလိုပဲမှတ်လိုက်ပါတယ်သူတို့ဟာနဲ့တောင်သူတို့အလုရှုပ်နေတာကိုကိစ္စဘာမှလုပ်မပေးနိုင်ဘူးလို့ပြောလာပါတယ်မေလ15ရက်နေ့တုန်းကမင်္ဂလာတောင်ညွန့်မြို့နယ်မှာကားတစ်စီးခိုးယူခံရပါတယ်။အရင်အဆိုကားဘက်ထရီခိုးရမျိုးလောက်ပဲရှိပေမဲ့အခုကတော့ကားအစီးလိုက်ခိုးတာတွေလောက်လာကြပြီလို့ရန်ကုန်ကတက်စီမောင်းနှင်သူတယောက်ကပြောပါတယ်။ညဘက်ကြီးဖုန်းဝင်လာတယ်ကားပြောက်သွားလို့လမ်းထဲမှာပွက်လို့ရိုက်နေကြတာပါ။ဦးရဲ့တက်စီကလည်းညဘက်သိမ်းပြီဆိုတော့လမ်းထဲမှာပဲရက်ထားတာ။အဲ့ဒါနဲ့အောက်ကိုဆင်းကြည့်ရအောင်ဆင်းကြည့်တဲ့အချိန်မှာဦးကားတော့မဟုတ်ဘူးအတိတယောက်ရဲ့ကားပါသွားတာ။ကားရက်ထားပြီးအိမ်ပေါ်ခဏတက်သွားတော့ပါသွားတာပဲ။အရင်တော့ကားရဲ့ဘက်မှန်ကိုဖြုတ်ခိုးတာတော့ဘက်ထရီခိုးတာပဲဖြစ်တာ။အခုကတော့ကားအစီးလိုက်ကိုခိုးကုန်ကြပြီလို့ပြောလာပါတယ်လူတွေလည်းအိတ်ကောင်းခြင်းမအိပ်ရစားကောင်းခြင်းမစားရနဲ့ခိုးတာတွေလူတာတွေတော်တော်ကိုဆိုးလာပါတယ်လို့ပြောလာပါတယ်ရန်ကုန်မြို့မှာတော့အခုလိုခိုးမှုလူရဲမှုတွေအပြင်မေလ12ရက်နေ့ကရွှေပြည်သာမြို့နယ်အမှတ်8ရပ်ကွက်မှာမြို့သမီးငယ်တယောက်ကိုအုပ်စုဖွဲ့မရင်းချင်းပြီးရွှေလက်စွပ်နဲ့ဖုန်းယူကတပ်ဖြတ်ပြီးအလောင်းဖြောင်းမှုဖြစ်ပွားခဲ့ပါသေးတယ်